အခုဆိုရင် passport BV တွေတက်တန်းတိုးတဲ့အခါမှာ PDF file လေးလုပ်ပြီးတော့ Gmail ကနေတဆင့် email ကနေတဆင့်ပို့ပေးရမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ကျတော့ PDF file အလွယ်ကူဆုံးလုပ်နည်းလေးကိုကျွန်တော်ပြောပြပေးပါမယ်ဒီဗီဒီယိုမှာကတော့ iPhone ကနေလုပ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြပေးထားတာပေါ့နော်ဒီ Android ကလည်းအတူတူပဲဖြစ်လိမ့်မယ် Android ကိုလည်းအဲ့လိုမျိုးနည်းလမ်းလေးနဲ့ရရင်တော့လုပ်ကြည့်ပေါ့နော်ဒီ iPhone မှာကျတော့ကျွန်တော်တို့ဒီမှာပုံလေးထဲမှာဆိုရင်ကျွန်တော်တို့ကိုလိုအပ်တဲ့အချက်လက်တွေပုံလေးတွေရိုက်ထားရှိလိမ့်မယ်အဲ့ဒီရိုက်ထားတဲ့ပုံလေးတွေကိုကျွန်တော်တို့ save to file ကိုကျွန်တော်တို့နှိပ်ပေးရမှာပေါ့နော်ဥပမာကျွန်တော်ဒီပုံလေးကိုကျွန်တော်ဒီမှာအောက်မှာမြားလေးနဲ့ပေါ့နော်အဲ့ဒါလေးကို save to file ကိုကျွန်တော်လုပ်ထားလိုက်မယ်အဲ့လိုမျိုး save လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ပုံကဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်ဒီ file ဆိုတဲ့ software လေးတွေကိုရောက်သွားမှာပေါ့နော်ဒီမှာဒီ file ဆိုတဲ့ software လေးတွေကိုရောက်သွားလိမ့်မယ်ဒီမှာကိုဘယ်နှပုံပို့မှာလဲပေါ့နော်အဓိကကတော့ passport ပြန်တစ်ပြင်တက်ပုံရယ်ပြီးလို့ရှိရင် work permit ရှင်းနောက်ပုံရယ်နောက်ပြီးတော့အဲ့ဒီ work permit ကို second ဖတ်ထားတဲ့ပုံလေးရယ်ပေါ့နော်အဲ့ဒီပုံတွေကိုအဓိကထားပြီးတော့ပို့ပေးရမယ်ဒီမှာဆိုရင်ပုံလေးတွေဒီမှာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ပထမဆုံးတစ်ပုံကိုကျွန်တော်တို့ဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ဒီပုံလေးရဲ့အပေါ်ဆုံးမှာဒီမှာ img ဆိုတဲ့ဒီမှာ image ဆိုတဲ့နေရာလေးကိုအောက်ဆိုင်နေတဲ့မြားလေးကိုနှိပ်လိုက်ပါတော့နှိပ်လိုက်လို့ရှိရင်ဒီမှာ export ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒီ export ကိုကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်ဒီမှာ pdf ဆိုတာကိုရွေးပြီးရင် save လိုက်လို့ရပါပြီsave လိုက်လို့ရှိရင်သူကဘာဖြစ်သွားမလဲဆိုတော့ pdf file လေးဖြစ်သွားလိမ့်မယ်ဒီပုံလေးရပါတော့ဒီမှာ pdf file လေးဖြစ်သွားလိမ့်မယ်ခဏလေးစောင့်ကြည့်ပေးနော်โอเคဒီမှာ pdf file လေးဖြစ်သွားပြီအဲ့ဒီ pdf file လေးကိုကျွန်တော်တို့ကကိုဒီပို့ရမယ့်ပုံတွေကိုတွဲဖို့ဆိုလို့ရှိရင်ဒီပုံလေးပေါ်ကိုလက်လေးတို့လိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြမလဲဆိုတော့ဒီမှာဘေးမှာဒီမှာပေါ်နေတဲ့101ဆိုတာလေးကိုနှိပ်ပေးရမှာနော်ဒီမှာဆိုတရားလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်အပြောက်လေး3ပြောက်ပေါ်လာပြီပေါ့နော်အဲ့ဒီအပြောက်လေး3ပြောက်ကိုကျွန်တော်နှိပ်လိုက်လို့ရှိရင်ဒီမှာ insert from the file ဆိုပြီးတော့ပြလာပါတယ်အဲ့ဒီ insert from the file ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကခုနလိုချင်တဲ့ကိုဒီ save ပြီးသားပုံတွေကိုဒီမှာထည့်လို့ရပြီပေါ့နော်ဒီမှာဘယ်နှပုံထည့်မှာလဲကျွန်တော်ထည့်ပြပေးမယ်နော်ဒီမှာ1 2 3 4ပေါ့နော်5ကျွန်တော် save ထားတဲ့ပုံလေးတွေကိုဒီမှာနမူနာထည့်ပြပေးထားရနော်ထည့်ပြီးတော့ open ဆိုတာနှိပ်လိုက်ရင်ဒီမှာ file လေးရောက်သွားပြီ okay ဒီမှာဆိုရင်ကျွန်တော်တို့ခုနပေါ့နော်ကျွန်တော်တို့ဒီမှာ save လုပ်ထားတဲ့ file တွေကိုကျွန်တော်တို့ရောက်လာပြီအဲ့ဒီຢာလေးကိုကျွန်တော်တို့ကခုန file လေးတွေကို save ပြီးသွားပြီပေါ့နော် save ပြီးသွားရင်ဘက်ပြန်ထွက်လို့လည်းရတယ်ဒီမှာဆိုရင်ခုနကကျွန်တော်တို့ file တွေအားလုံးတွဲပြီးသားလေးကအခုဒီရောက်လာပြီပေါ့နော်ဒီမှာ6ပုံရောက်လာပါပြီဒီမှာဆိုရင်ကိုယ့်ရဲ့အချက်လက်တွေဒီမှာ4ပုံဆို4ပုံ5ပုံဆို5ပုံရောက်လာလိမ့်မယ်အဲ့ဒါလေးကိုပို့ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောက်မှာမြားလေးရှိရလေအဲ့ဒီမြားလေးကိုနှိပ်ပြီးတော့ဒီမှာ Gmail ဆိုတာလေးကိုရှာပါတော့โอเคဒီမှာဆိုရင်ကျွန်တော် Gmail ဆိုတာလေးရှိလိမ့်မယ်ဒီမှာ mail ကနေပို့ရမှာဆိုလဲ mail ကိုနှိပ်လိုက်ပါတော့ mail ကိုနှိပ်ပြီးတော့ဒါမြန်မာတန်ယုံရဲ့ mail ကိုဒီမှာရိုက်ထည့်ပါတူဆိုတဲ့နေရာမှာရိုက်ထည့်ပါတော့ပြီးရင် Gmail ဆိုတာလေးကျွန်တော်ပြပေးမယ် Gmail ဆိုတာလေးကဒီမှာမပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာ more ဆိုတာလေးကိုဝင်လိုက်ပြီးအောက်နားလေးကိုဝင်လိုက်ပါဒီမှာဝင်လိုက်လို့ရှိရင် Gmail ဆိုတာလေးရှိရနော်โอเคဒါဆိုလို့ရှိရင်ဒီမှာ2ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာတန်ယုံရဲ့ Gmail ထည့်ပြီးရင်ဒီမှာအောက်ကကျွန်တော်တို့ဒီ subject နေရာပေါ့နော်ဒီမှာ PDF file လေးရဲ့အထက်မှာကျွန်တော်တက်တန်းတိုးခြင်းလို့ပါဆိုပြီးတော့ရေးခြင်းလည်းရေးပေါ့နော်my name is နာမည်လေးရေးခြင်းလည်းရေးလိုက်ပေါ့တခုခုလေးရေးလိုက်ပြီးတော့အဲ့ဆိုရင်ဒီပုံမှာအပြားရအောင် trigger ကန်တုံးလေးက send ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့စပြီးတော့ပို့လို့ရပါပြီဒါကကျွန်တော်တို့ iPhone မှာအလွယ်ကူဆုံး PDF file လုံးနည်းလေးပြပြပေးထားတာပါအကျိုးရှိရင်ကို share သွားပေးပါဦးအားလုံးအဆင်ပြေကြပါစေသိချင်